အရှိပိုင်းဒီဇိုင်းနဲ့ပတ်သက်လာဒီကားကဒီဇိုင်းပိုင်းတအားမိုက်တယ်မြန်မာနိုင်ငံကိုဝင်လာတဲ့IML7 ရဲ့ LS6 ကပေါင်းထားတဲ့ vibe ကိုခံစားရတယ်ပေါ့နော်နောက်ပြီးရင်သူ့မှာထူးခြားတာက crab မှုလည်းပါတယ် crab မှုရဲ့သဘောကကားကိုကျွန်တော်ကနန်းသွားတာပေါ့နော်တရုတ်မှာဒီကားကိုရောင်းတဲ့ဈေးကဒေါ်လာ3000လောက်နဲ့ရောင်းတယ်ယူရိုဘတ်မှာက4000ခွဲ5000ဝန်းကျင်လောက်နဲ့ရောင်းတာပေါ့နော်ဒီကားလေးကိုစင်ကာပူမှာရောင်းတဲ့ဈေးနှုန်းကိုပြောရင်တော့မျက်လုံးပြူးသွားလိမ့်မယ်မင်္ဂလာပါဗျာဒီတစ်ခေါက်မှာဆိုလို့ရှိရင်တော့လူငယ်တွေလုံးဝအကြိုက်တွေ့စေမဲ့ကားလေးတစ်စီးနဲ့မိတ်ဆက်ပေးကြပါတယ်ဒီကားလေးကတော့အခုကျွန်တော်ဘေးမှာမြင်နေရတဲ့ IM5 ဆိုတဲ့ကားလေးပေါ့နော်ဒီကားရဲ့ look ကကြီးလိုက်တာနဲ့ကိုပေါ့နော်လုံးဝ sporty look ဖြစ်ပြီးတော့လူငယ်တွေတော်တော်လေးအကြိုက်တွေ့နေမဲ့ကားလေးတစ်စီးဖြစ်တာတော့သိကြတယ်ဒီကားအခုမြင်နေရတဲ့အပြင်ကာလာတော့ဟောမဖြစ်နေပါဘူးဘာလို့ဆိုဒီအပြင်ကာလာကကြတော့သူက wrapping အုပ်ထားတဲ့ကာလာဖြစ်တယ် original ကာလာတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ဒီနေ့မှာဆိုလို့ရှိရင်တော့ဒီကားလေးအကြောင်းကိုတင်ဆက်ပေးသွားပါမယ်functions and features. ကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုလေးကိုကိုကြီးပန့်ပိုးပေးတာကတော့ Airbag Travel မှာဖြစ်ပါတယ်ခရီးစဉ်တိုင်းအတွက် AI လိုမျိုးတိတိကျကျအချိန်အခါမျိုးသိကျင်တယ်ဆိုလို့ရှိရင် Airbag Travel ရှိတယ်လေယာဉ်လက်မှတ်တွေခရီးသွား one stop service တွေလိုချင်တယ်ဆိုလို့ရှိရင်လည်း Airbag Travel မှာရရှိနိုင်ပါတယ်ဒါအပြင်ကို hotel booking တွေ visa တွေခရီးသွားအာမခံတွေနဲ့လေယာဉ်လက်မှတ်တွေလိုချင်တယ်ဆိုလို့ရှိရင်လည်း Airbag Travel ကိုဟတ်လို့လိုက်ပါအဲ့တော့ AB ရှိတယ်ဆိုလို့ရှိရင် AI ဆိုတာမလိုတော့ဘူးOkay အဲ့တော့ IM ရဲ့ file လေးကိုကြည့်လိုက်အောင် IM5 ပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ IM ကားတွေက LS6 ရှိမယ် LS7 ရှိမယ်ပေါ့နော်နောက်ပြီးလို့ရှိရင်အခုနောက်ဆုံးဝင်လာတဲ့ L7 ဆိုတာရှိမယ်ပေါ့နော်ဒီမှာကျတော့သူတို့ကဘာခေါ်လဲဆိုတော့ IM ဆိုလို့ရှိရင်လည်း IM LS6 ဆိုလို့ရှိရင်လည်းကျွန်တော်တို့ရှိမှာ LS6 ကဒီမှာ IM6 လို့ပဲခေါ်တယ်ပေါ့နော်ဒီကောင်လေးကတော့ IM5 ဆိုတော့တကယ်လို့ကျွန်တော်တို့နိုင်ငံကိုဝင်လာတယ်ဆိုလို့ရှိရင်လည်း IM LS5 ဆိုပြီးတော့ဖြစ်သွားနိုင်တယ်ပေါ့နော်ပြီးတော့ဒီကားကထူးကြတယ်ဘာဖြစ်လို့လဲဆိုတော့ဟိုဘက်ဘေးမှာလည်းကြည့်သူက award တွေရထားတယ်ဆိုတဲ့ဟာကိုအရင်ဆုံးပြထားရပေါ့နော်တရုတ်မှာ SC Car of the Year Award ကိုရထားတယ်နောက်ပြီးရင်နောက်တဲ့ဒီကားကထူးခြားတာဘာလဲဆိုတော့သူ့ကိုပေါင်းပြီးထုတ်ထားတာ၃ခုပေါင်းပြီးထုတ်ထားတယ် SAIC ရဲ့ Alibaba ရဲ့ပြီးလို့ရှိရင်ရှင်ကျန်းပေါ့နော်ရှင်ကျန်း high tech လို့ခေါ်တယ်ကျွန်တော်အတရုတ်အတန်ထွက်တော့မှားရင်လည်းမှားလိမ့်မယ်ပေါ့နော်ရှင်ကျန်း high tech လို့ခေါ်တယ်၃ခုပေါင်းပြီးတော့ထုတ်ထားတဲ့ကားလေးတစ်စီးဖြစ်တယ်ပေါ့နော်ဒီကားကသူအရှိရထွက်ထားတဲ့ LS6 တို့ LS7 တို့ထက်စာရင်တော့ဒီကားလူငယ်တွေ vibe ကိုပိုကြိုက်မယ်ပေါ့နော် LS6 နဲ့ LS7 ကမကောင်းမဟုတ်ကောင်းတယ်ဒါပေမဲ့သူ့ရဲ့ design ပိုင်းကတော်တော် off the box ဖြစ်နေတာဖြစ်တဲ့အတွက်ရွေးချယ်တဲ့အခါမှာနည်းနည်းလေးခက်တယ်လို့တော့ပြောလို့ရရပေါ့နော်ဒါပေမဲ့ဒီလိုမျိုး design ဖြစ်သွားပြီဆိုလို့ရှိရင်တော့လူငယ်တွေကတော့လုံးဝအကြိုက်တွေ့မှာပေါ့နော်ပြီးရင်ဒီကောင်ကသူတို့အခေါ်ဆိုလို့ရှိရင်တော့ segment က electric ပေါ့နော် electric executive sedan လို့လည်းခေါ်တယ်နောက်ပြီးရင် light pack လို့လည်းခေါ်တယ်ပေါ့နော်ဒီကားလေးရဲ့ design อ่ะဆိုလို့ရှိရင်လက်ရှိမြန်မာနိုင်ငံကိုဝင်လာတဲ့IML7 ရဲ့ LS6 ကပေါင်းထားတဲ့ vibe ကိုခံစားရတယ်ပေါ့နော်အဲ့တော့ကားရဲ့ design ကသူ့ရဲ့ look ပါတယ် sporty look ဖြစ်နေတယ်ပြီးရင်သူကလက်ရှိမှာဆိုလို့ရှိရင် BYD CE တို့ Tesla Model 3တို့နဲ့လည်းသူရှင်မယ်လို့ပြောထားရဲဆိုတဲ့အနေအထားလေးမှာရှိတယ်ပေါ့နော်အဲ့တော့ design ကိုကြည့်မယ်ဆိုလို့ရှိရင်သူ့ရဲ့ highlight ပေါ့နော် highlight ကဘာနဲ့တွားတူလဲဆိုတော့ IM ရဲ့ LS6 က highlight နဲ့သွားတူတယ်သူကတော့နည်းနည်းလေးပို့ပြီးတော့ design ဘိုင်းမှာပို့ပြီးတော့ချုပ်လိုက်တဲ့သဘောဖြစ်တယ်ကားနဲ့လိုက်အောင်ချုပ်လိုက်တဲ့သဘောမှာရှိတယ်ပြီးရင်သူကအရှင်းဆန်စာဆိုလို့ရှိရင်လည်းအရှင်းဆန်စာက6လုံးပါတယ်သူတို့ wrapping ကတ်တာဆောင်းဝမ်းကြိုက်တဲ့ဆန်စာတွေပါလုံးဝပြည့်ကပ်လိုက်အဲ့ဒီလိုရှိတယ်ပြီးလို့ရှိရင်ဒီ Evans တွေကလည်းလေခွင်းပေါက်တွေကလည်းအစ်စ်တွေအဲ့တော့ဒီကား sporty ဘက်ကိုသွားတာဖြစ်တဲ့အတွက်လေခွင်းပေါက်တွေကလည်းအစ်စ်3မီတာမှာပဲနောက်ပြီးလို့ရှိရင်သူရဲ့ ground clearance okay sporty look ဖြစ်တယ် sport type သွားတဲ့ကားဖြစ်တာဖြစ်တဲ့အတွက်အောက်က ground clearance ဆိုလို့ရှိရင်လည်းတစ်ထွာလောက်ပဲရှိတယ်အရှင်းဆန်စာ6လုံးပြင်ကိုဒီမှာဆန်စာအကြီးတစ်လုံးလဲပါလာတာကိုတွေ့ရတယ်ပြီးလို့ရှိရင် तू က bonnet ထဲမှာဆိုလို့ရှိရင်လည်း cargo space တစ်ခုပါလာမယ်ဒီကိုလမ်းကြည့်မှာဆိုလို့ရှိရင်ကျွန်တော်တို့ black box camera တွေ DVR camera တွေပါလာတာကိုလည်းတွေ့ရမယ်ဒီဘက်ချမ်းကြည့်ရအောင် okay ဒီဘက်ချမ်းဆိုလို့ရှိရင်သူ့ရဲ့အလွိုင်း design လေးကငြိမ်နေဆိုတဲ့ဘက်ကိုသွားတယ်လူငယ်တွေ bike ထက်ကိုငြိမ်နေဆိုတဲ့ bike ကိုသွားရပေါ့နော်အလွိုင်း design လေးတော့မိုက်တယ် aluminum အလွိုင်းတွေပဲ rim size ဆိုလို့ရှိရင်လည်းသူက rim size ကို16 3ပေးထားတယ်ပေါ့နော်ပြီးရင်သူရဲ့ tire stock ဆိုလို့ရှိရင်လည်း245 245 45ကိုသုံးပေးထားတယ်ပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင် तू ကIM ရဲ့ကားတွေရဲ့ထုံးစံအတိုင်းပဲ360 camera တွေကအများကြီးပဲဒီမှာလည်း360 camera ပါမယ်ဘက်မှန်မှာ360 camera ပါလာမယ်ပေါ့နော်ပြီးလို့ရှိရင်တို့ဘက်မှန်မှာဆိုလို့ရှိရင် blind spot တွေပြီးလို့ရှိရင်အချက်ပြမီးတွေအစုံပါမယ်ဒီကောင်လေးက flash show handle ဖြစ်ပြီးတော့ frameless window ဖြစ်မယ် frame down window ရဲ့ထုံးစံအတိုင်းပဲတကားဖွင့်လိုက်တဲ့ဆိုလို့ရှိရင်မှန်လေးနည်းနည်းလေးကျသွားရဆိုတဲ့ feeling ကိုလည်းခံစားရမယ်ပေါ့နော်ဒီကားလည်းလူကြိုက်များတယ်တောက်လျှောက်ကြည့်နေတာပေါ့နော်အခုကျွန်တော်ပြမယ် okay frame လက် window ဖြစ်သွားတာဖြစ်တဲ့အတွက်ဖွင့်လိုက်တယ်ဆိုလို့ရှိရင်မှန်လေးကအနည်းငယ်ကျသွားမယ်ပေါ့နော်ပြီးရင်သူ့ရဲ့ဒီအချိုး
သူဒီအချိုးကသူတို့ light back လို့ခေါ်တာက hatchback လည်းမကြဘူး seeding လည်းမကြလို့သူတို့ကတော့ light back ဆိုပြီးတော့ခေါ်တယ်အဲဒါကြောင့်မို့နောက်ဆင်းသွားတဲ့ fight လေးကငြိမ်ပြီးဆင်းသွားတာခြာညံပေါ့လေးကဒီနားလေးမှာရှိတယ်ခြာညံပေါ့ဆိုလို့ရှိရင်လည်းသူက CCS2 နဲ့လုပ်ပေးထားတယ်ပေါ့နော်အဲ့တော့နောက်ဖက်ကြည့်အောင်နောက်ဖက်လွတ်ကြည့်မယ်ဆိုလို့ရှိရင်လည်းသူက IM elastic တို့ထက်စားလို့ရှိရင်ပို့ပြီးတော့ငြိမ်သွားတယ်ကြည့်ရတဲ့ fight ကငြိမ်သွားရဆိုတဲ့ feeling မှာရှိတယ်နောက်ပြီးရင်ဒီမှာ internal လေးနေရာမှာသူက back camera လေးကိုတစ်ခါလေးထည့်ပေးထားတယ်ပြီးလို့ရှိရင်ကျွန်တော်နောက်ဖက်မီတန်းကတော့မီတန်းအပြည့်ဖြစ်မယ်နောက်ဖက်ဆန်စာ6လုံးပါမယ်ဒီမှာ wrapping ကတ်ထားတာဆန်စာတွေပါကတ်ထားတယ်ပြီးရောအေးရောပြီးရင် IM ရဲ့ထုံးစံတိုင်းနောက်ဖုန်းဖွင့်ပေးရဗမာလဲဆိုတော့သူ့ရဲ့ logo လေးမှာဒါလေးကတော့သူ့ရဲ့ IM ရဲ့ signature လို့ပြောရမှာပေါ့နော် cargo space ကဒီလိုအမြင့်ထက်ကိုဒီလိုစောင်းနေတယ်စောင်းဆိုလို့ရှိရင်ကျွန်တော်ဒီလိုလက်လန်းတာတော့မှပဲမထိကျင်သေးဘူးပေါ့နော်ဒီလိုစောက်တော့နက်တယ်ဒီလိုအမြင်ကတော့ကားရဲ့ဒီဇိုင်းပိုင်းကြောင့်ပဲလားတော့မသိဘူးဒီလိုအမြင်ကတော့အရင်တော့မရှိဘူးပေါ့နော်ပြီးရင်သူကဒီမှာ speaker အကြီးတစ်လုံးပါမယ်ဒီနားမှာအသေးတစ်လုံးပါမယ်ဒီဘက်မှာဆိုလို့ရှိရင်12 volt socket ကိုမှ121နဲ့ပါမယ်ဒီအောက်ကိုဖွင့်မယ်ဆိုလို့ရှိရင်တော့ဖွင့်လို့သူကဒီအောက်ကိုဖွင့်လိုက်မယ်ဆိုလို့ရှိရင်သူက cargo space တွေဘာတွေမဟုတ်ဘဲနဲ့ motor ကိုတစ်ခါတည်းမြင်ရတယ်ဒီကားကနောက်ရက်ကားဖြစ်တဲ့အတွက်အနောက်ဘက်မှာဆိုလို့ရှိရင်လည်းနောက်ဘက်မော်တာကိုဖွင့်ကြည့်လို့ရတယ်အလွယ်တကူဖွင့်ကြည့်လို့ရအောင်သူကပြင်ဆင်ပေးထားတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်အတွင်းထဲဝင်ကြည့်အောင်ကဲကျွန်တော်တို့အတွင်းထဲရောက်ပြီပေါ့နော်အတွင်းထဲရောက်တဲ့အခါမှာပထမဆုံးထူးထူးခြားခြားတွေ့ရမှာကတော့ CR တိုင်းပဲ CR တိုင်းကိုဘာလို့ထူးထူးခြားခြားတွေ့ရမှာလဲဆိုတော့ IM ရဲ့ကားတွေကအားလုံးလည်းသိတဲ့အတိုင်းပဲ CR တိုင်းကအဝိုင်းမဟုတ်ဘူးဒီလိုထိန်းရတဲ့ bike ကြီးပေါ့နော်ဒါပေမဲ့ဒီကားမှာက CR တိုင်းကိုအဝိုင်းလေးလုပ်ပေးထားတာဖြစ်တဲ့အတွက်ပထမဦးဆုံးအနေနဲ့ IM5 မှာထူးခြားလာတယ်လို့ပြောရမှာပဲပေါ့နော်ပြီးရင်သူကဒီပေါ့နော် digital cluster နဲ့ပြီးလို့ရှိရင် entertainment screen နဲ့ infotainment screen နဲ့သုံးပိုင်းကိုခွဲထားတဲ့ပုံစံမတူဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီကောင်တော့ထုံးစံတိုင်းကျွန်တော်ဒီ digital cluster လေးနောက်ပြီးလို့ရှိရင်ဒီဘက်မှာ screen တစ်ခုပါတယ်ဒီ screen ကကျတော့ entertainment အတွက်တည်တံ့လုပ်ပေးထားတာဒီမှာက infotainment နဲ့ပတ်သက်တဲ့ဟာတွေဘာမှတွေ့ရမှာမဟုတ်ဘူး infotainment နဲ့ပတ်သက်တဲ့ဟာတွေအကုန်လုံးကတော့ဒီမှာတွေ့ရဒီထဲမှာဆိုလို့ရှိရင်သူ့ရဲ့ control တွေအကုန်လုံးပါမယ်နောက်ပြီးလို့ရှိရင် IM ရဲ့ထုံးစံအတိုင်းကျွန်တော်တို့ဒီ auto parking ထိုးတာတွေ design parking ထိုးတာတွေ parking ကထွက်တာတွေအကုန်လုံးကို autonomous အနေနဲ့အသုံးပြုရတာဖြစ်တဲ့အတွက်သူ screen မှာဆိုလို့ရှိရင်လည်းသူကတခါတည်းပိုရာလေးစောက်ပြီးတော့အလွယ်တကူထားပေးထားတာကိုတွေ့ရတယ်ပေါ့နော်ဒါကတော့ IM ရဲ့ signature လို့တော့ပြောရမလို့ပဲပြီးလို့ရှိရင်သူကားကိုပေါ့နော်ကျွန်တော်ဝင်ထိုင်လိုက်တဲ့အချိန်မှာကားလေးကတကယ်ကိုလူငယ်တွေအကြိုက်ပေါ့နော် sporty ဘက်ကို feeling ရတယ်ကြာကျွန်တော်ထိုင်ရတဲ့ feeling နဲ့ကျွန်တော်ဒီလိုမျိုးဒီလိုနေရတဲ့အနေထားအစားတော်တော်လေး sporty ဘက်ကိုရောက်တယ်လို့ပြောလို့ရတယ်ပေါ့နော်မိုက်တယ်ကျွန်တော်ကတော့သဘောကျနေပြီဒါပေမဲ့ဒီမှာ IM elastic တို့ဘာလို့မှလိုမျိုးပဲဒီ screen ကိုအထဲထည့်ရတော့ဘာလို့တော့လုံးလို့မရသေးဘူးဒီကောင်တွေကတော့လုံးဝအသိလို့ဖြစ်သွားမှာပေါ့နော်ကျွန်တော်ရဲ့ဒီဘက်ပြီးAlexander console မှာဆိုလို့ရှိရင်ကျွန်တော် wireless charger တစ်ခုပါမယ်ကပ်ဖိုရာလေးပါမယ်ဒီရဲ့အတွင်းထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ cargo space ပါမယ် cargo space ကတော့ကျွန်တော်တို့ကူးပေါက်လို့ကျင်တယ်ဆိုလို့ရှိရင် air flow ပေးရတယ် rotation လေးတစ်ခုတော့တွေ့ရတယ်ပေါ့နော်ပြီးရင် तू ကထိုင်ကုန်ဆိုလို့ရှိရင်လည်းထိုင်ကုန်မော်တာစီမော်တာစီမမ်မိုရီစီဟီတာစီကူလာတော့အကုန်ပါတယ်ဒါပေမဲ့ तू စီမာဆက်တော့မပါသေးဘူးကျွန်တော်ကြည့်လိုက်ဟုတ်တယ်စီမာဆက်တော့မပါသေးဘူးပေါ့နော်အဲ့ဒါလေးတစ်ချက်တော့ရှိတယ်ဒီကားလေးမှာဆိုလို့ရှိရင် driving mood အနေနဲ့ဆိုလို့ရှိရင် comfort ပါမယ် eco ပါမယ် sport ပါမယ် custom ပါမယ်ပေါ့နော်နောက်ပြီးရင် तू မှာထူးခြားတာက crab mood လည်းပါတယ် crab mood ရဲ့သဘောကကားကိုကျွန်တော်ကနန်းသွားတာပေါ့နော်အဲ့လိုတစ်စောင်းသွားတဲ့ crab mood လေးလည်းပါတာကိုတွေ့ရတယ်ဒါအပြင်ကိုကျွန်တော်တို့ battery saving အတွက်ကိုလည်း super eco mood ဆိုပြီးတော့ပါမယ် super eco mood ရဲ့အပြင်ကိုမှ super eco light ဆိုပြီးတော့ထပ်ပါတယ်အဲ့တော့ super eco light ကိုရွေးလိုက်မယ်ဆိုလို့ရှိရင်တော့ဘာဖြစ်သွားမလဲဆိုတော့ဒီ Alexander console ရဲ့ screen လည်းပိတ်သွားမယ်ပြီးလို့ရှိရင်သူ့ရဲ့ ADAS system ပေါ့ auto pilot system တွေက function တော်တော်များလည်းပိတ်သွားပြီးတော့မှကားကို battery savings ကိုပိုပြီးဖြစ်သွားစေမယ်မှုလေးလည်းပါလာတာကိုတွေ့ရတယ်အရှေ့ပိုင်း design နဲ့ပတ်သက်လာရင်ဒီကားက design ပိုင်းတအားမိုက်တယ် performance ဘိုင်းနဲ့ပတ်သက်လာရင်လည်းမစိုးလို့ပြောလို့ရတယ်ဆိုရဲအနေထားလေးမှာရှိတယ်ပေါ့နော်ပြီးရင်ဒီအတွင်းထဲမှာပေါ့နော် IM ရဲ့ထုံးစံတိုင်းဒီမှာစန်စာလေးတစ်ခုထည့်ပေးထားတယ်အဲ့ဒါလေးတစ်ခုလည်းပါလာတာတွေ့ရတယ်ဂီယာကတော့ဟန်ဂီယာလေးနဲ့ပေါ့နောက်ပြီးလို့ရှိရင်တကားဖွင့်ပိတ်ကလည်းမော်တာနဲ့ပဲဒီတစ်ပတ်တကားဟိုဘက်တကားရောနှစ်ခုလုံးကမော်တာနဲ့ပဲအဲ့တော့ကျွန်တော်တို့အနောက်ဘက်ချက်သွားကြည့်အောင်ကဲကျွန်တော်တို့အနောက်ဘက်ရောက်ပြီပေါ့နော်နောက်ဘက်ရောက်တဲ့အခါမှာပထမဆုံးသတိထားမိတာကတော့သူက let room ကတော့တော်တော်လေးကြဲကြဲဝန်းရှိရလို့ပြောလို့ရမယ်အခုကျွန်တော်ထိုင်နေတဲ့အချိန်မှာဒီမှာကြည့်လက်ရော AC ပဲဒီလိုထိုင်လိုက်တယ်ဆိုလို့ရှိရင်လည်းတကယ်ကိုတောင်းတနဲ့ထိုင်လို့ရရဆိုတဲ့အနေထားလေးရှိတယ်ပွဲဆိုတော့ဒီလိုပဲကျွန်တော်အထဲမှာလူရှိမှန်းလည်းမသိဘူးတောက်လျှောက်ဖွင့်ပြီးတော့အထဲကြည့်နေရတယ်အဲ့ဒါလေးတော့ရိုက်နေတော့သိခံရတယ်ပေါ့နော်ပြီးတော့ဒီကားကနောက်ဘက်မှာဆိုလို့ရှိရင်လည်း3 seater ကိုအပြည့်ထိုင်လို့ရမယ်ဒါပေမဲ့ तू ကအလဲလေးမှာတော့နည်းနည်းလေး
ဖောင်းထားပြီးတယ်ပေါ့နော်အဲ့ဒါလေးတစ်ခုတော့ရှိမယ်ဒါပေမဲ့ထိုင်တယ်ဆိုလို့ရှိရင်တော့ထိုင်လို့ရတယ်အရင်တော့မသိတာဘူးပြီးလို့ရှိရင် Emirates အတွင်းထဲမှာကပ်ပရိုလေးနှစ်ခုပါမယ်ပြီးလို့ရှိရင်သူက3ယောက်ထိုင်မှသိတာအောင်လဲအလဲမှာ Harris လေးလည်းထည့်ပေးထားရပေါ့နော် Seating type ဖြစ်ပြီးတော့ brown air လေးပါမယ်အောက်မှာဆိုလို့ရှိရင် USB type C port လေးလည်းပါတာကိုတွေ့ရတယ်ပေါ့နော်အနောက်ဘက်ပိုင်းနဲ့ပြောပါဆိုလို့ရှိရင် let room တွေကတော့မစိုးဘူးဒါပေမဲ့ head room ကကြတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်ရက်ကတော့အရင်9ပေ4 9ပေ5လောက်ပဲရှိတာဆိုတော့အနေထားအဆင်ပြေဆိုတော့တကယ်6ပေကျော်တဲ့လူဆိုလို့ရှိရင်တော့ဒီအနောက်ဘက်မှာဆိုလို့ရှိရင်ထိုင်ရတာတော့ head room ကတော့နည်းနည်းလေးကြက်မယ်လို့တော့ထင်တယ်ကျွန်တော်တို့အနောက်ဘက်ပိုင်းနဲ့ပြောပါဆိုလို့ရှိရင်ကျွန်တော် panoramic sunroof နဲ့ခီးသွားမယ်ဆိုလို့ရှိရင်လုံးဝအဆင်ပြေဆိုတဲ့အနေထားလေးမှာတော့ရှိတယ် window flame လို့တော့ပုံကုန်တာပေါ့နော်အဲ့တော့ကျွန်တော်ဒီကားလေးအချက်လက်လေးပြောရအောင်ဒီကားလေးကအချက်လက်အားဖြင့်ဆိုလို့ရှိရင်သူ့မှာက range 2မျိုးလာတယ် standard range နဲ့ long range နဲ့ဆိုပြီး2မျိုးလာတယ်ကျန်တာအားလုံးတူပြီးတော့ battery size နဲ့ driving range ပဲကွာသွားမယ် standard range မှာဆိုလို့ရှိရင် battery size က85 kWh ရှိပြီးတော့သူရဲ့ driving range က960 km တိရှိမယ်ပေါ့နော် long range မှာဆိုလို့ရှိရင်တော့သူက100တိရှိပြီးတော့100 kWh တိရှိပြီးတော့ driving range ကတော့သူက900လောက်ထိရတယ်ပေါ့နော်ဒါလေးက driving range နဲ့ long range မှာကွာသွားတဲ့အချက်လေးပေါ့နော်ကျန်တဲ့ motor power တွေဆိုလို့ရှိရင်လည်း motor power 180ကလည်းတူတယ် maximum speed 185ကလည်းတူတယ်နောက်ပြီးလို့ရှိရင်သူရဲ့ torque ပေါ့နော် torque ဆိုလို့ရှိရင်လည်း450 Newton meter ကလည်းအကုန်လုံးတူတူပဲပေါ့နော်ဒီကားလေးကိုစင်ကာပူမှာရောင်းတဲ့ဈေးနှုန်းကိုပြောရင်တော့မျိုးလုံးပြူသွားလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့စင်ကာပူမှာရောင်းတဲ့ဈေးကစင်ကာပူဒေါ်လာသူက2,400,000နဲ့ရောင်းနေတာကိုတွေ့ရတယ်ပေါ့နော်အဲ့ဒါတော့မှ standard rate အဲ့တော့ဒီကားကိုတရုတ်မှာဒီကားကိုရောင်းတဲ့ဈေးကဒေါ်လာ3,000လောက်နဲ့ရောင်းတယ်ယူရိုဘတ်မှာက4,500 5,000ဝန်းကျင်လောက်နဲ့ရောင်းတာပေါ့နော်ဒီမှာကဒေါ်လာ2,400,000ပေါ့နော်စင်ကာပူဒေါ်လာ2,400,000ကတော့တော်တော်လေးများတယ်လို့ပြောလို့ရတယ်သူရဲ့ COE ကလည်း category A တန်းမှာပါတာဖြစ်တဲ့အတွက်3,900,000လောက်ကျတယ်ပေါ့နော်အဲ့တော့3,900,000နှုတ်လိုက်ရင်တော့မှပဲသူရဲ့ကားတန်ဖိုးကစင်ကာပူဒေါ်လာ3,000,000ကျော်နေသေးတယ်ဆိုတဲ့အနေထားလေးမှာရှိတယ်ပေါ့နော်ဒါလေးကတော့ဒီကားလေးရဲ့အချက်လက်ချင်းလေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုလေးကိုကူညီပံ့ပိုးပေးတာကတော့ Airbag Travel မှာပဲဖြစ်ပါတယ်ဗျာကျွန်တော်နောက်ထပ်ပိုင်းတွေမှာပြန်တွေ့ကြရပါပေါ့ကျွန်တော် Just Right ကထက်ချုံးပါ Just drive that ride. Oh, okay. I don't. I am. Just drive